တို့မီတို့ခုလိုဆရာဆရာမတွေကိုမမရရကြောတဲ့အတွက်သက်ရှိကျမ်းမာ၍လိုရဆန္ဒအလုံးပြေဝကြပါစေနာယောဂကင်းရှင်းပြီးတော့ဆဆရအဆင်ပြေကြပါစေဆရာမလည်းလိုတပည့်နဲ့တွေ့ရတဲ့အတွက်ကြောင့်ဝမ်းသာပီတိလည်းဖြစ်ရပါတယ်ဟိုရင်မှာ1989မှာရောက်တယ်2008မှာပြင်ဆင်ယူဆရာမ visit ပြီးတော့ကိုရန်တကပြန်ဆင် visit ပဲနောက်ဆုံး visit တင်ပြီးတော့ပြင်ဆင်ကြပါကိုရန်10ရန်2တန်းပေါ့ visit တခုရမယ် visit ရ English တပည့်တွေကဒီလိုမမရရနဲ့ဆရာဆရာမတွေကိုကြောတဲ့အတွက်ကြောင့်ဒီချက်ကိုလည်းကြောတဲ့အတွက်ကြောင့်ဝမ်းသာပါတယ်တစ်နှစ်တစ်ခါလည်းအဲ့လိုမျိုးဆောင်ရတဲ့အတွက်ကြောင့်ဝမ်းသာပီတိဖြစ်မိပါတယ်အားလုံးကျမ်းမာချမ်းသာဘေးကင်းသက်ရှိကြပါစေနာရောဂါကင်းရှင်းကြပါစေ